application တွေဖြတ်ပြီးသားတောင် story မလွတ်သေးရင်ဘယ်နေရာမှာပြည့်နေလဲစနစ်တကျကြည့်လို့ရမယ့်နည်းလမ်းလေးကိုဒီဗီဒီယိုမှာမျှဝေပေးခြင်းပါတယ်တော်တော်များများက phone store တွေပြည့်လာတဲ့အခါ application တွေကို uninstall လုပ်လိုက်ရုံနဲ့နေရာအများကြီးလွတ်သွားမယ်လို့ထင်တတ်ကြပါတယ်တကယ်တော့ store တွေကိုအများဆုံးစားနေတာက application တွေမဟုတ်ဘဲနဲ့ဓာတ်ပုံ video download file share app ထဲက media file စတာတွေပဲဖြစ်ပါတယ်ဒါကြောင့်မလို့ application တွေဖြတ်ပြီးတာတောင်မှ store တွေမလွတ်သေးရင်တော့အရင်ဆုံးပဲຢာတွေက store တွေအများဆုံးယူထားလဲဆိုတာကိုစစ်ဆေးကြည့်လို့ရမယ့်နည်းလမ်းလေးကိုဒီဗီဒီယိုမှာမျှဝေပေးသွားပါမယ်နံပါတ်1 store တွေထဲမှာဘာကနေရာအများဆုံးယူထားလဲစစ်ဆေးရပါမယ်ကျွန်တော် Android phone အများစုမှာတော့ phone ရဲ့ setting နဲ့က story တွေကိုဝင်ကြည့်နိုင်ပါတယ်ဒီမှာတော့ application တွေဓာတ်ပုံတွေ video တွေ document တွေ download file တွေ system စတဲ့ category တွေထဲကဘယ်ဟာကအများဆုံးယူထားလဲဆိုတာကိုမြင်ရပါမယ် story ပြဿနာကိုဖြေရှင်းတဲ့အခါမှာဒီအဆင့်ကအရေးကြီးဆုံးပါနံပါတ်2ဓာတ်ပုံနဲ့ video တွေကိုစစ်ဆေးပါ phone story ပြရတဲ့အကြောင်းရင်းထဲမှာ video file တွေကအများဆုံးပါဝင်တတ်ပါတယ်အထူးသဖြင့် 4K video, screen recording, download လုပ်ထားတဲ့ movie တွေ social media ကနေစေထားတဲ့ video တွေက GB အများကြီးယူနိုင်ပါတယ်မလိုအပ်တဲ့ file တွေကိုဖြတ်ပြီးတော့ recently delete trash ကနေလည်းကျွန်တော်တို့အနေနဲ့အပြီးဖြတ်ပေးရပါမယ်နံပါတ်3 WhatsApp, Telegram, Viber စတဲ့ application တွေကိုမမေ့ပါနဲ့share list ထဲမှာပို့ထားတဲ့ဓာတ်ပုံတွေ video တွေ document တွေဟာအချိန်ကြာလာတာနဲ့အမျှစုပုံလာနိုင်ပါတယ်application တခုကိုမဖြတ်ရှင်ရင်အဲ့ဒီ application ရဲ့ story manage story နေရာကနေ file အကြီးကြီးတွေကိုရှာပြီးတော့မလိုတာတွေဖြတ်နိုင်ပါတယ်နံပါတ်4 download folder ကိုစစ်ပါ browser ကနေ download လုပ်ထားတဲ့ video တွေဓာတ်ပုံတွေ PDF file တွေ zip file တွေ application တွေ document စတဲ့အမျိုးမျိုးသော file တွေဟာကျွန်တော်တို့မတိမတာနဲ့ story အများကြီးယူထားနိုင်ပါတယ်ကျွန်တော်တို့ရဲ့ Android phone တွေထဲမှာတော့ file manager ဒါမှမဟုတ် my file နဲ့က download ထဲကိုဝင်ပြီးတော့မလိုအပ်တဲ့ file တွေကိုကျွန်တော်တို့အနေနဲ့ရှင်းထုတ်ပေးရပါမယ်နံပါတ်5ကတော့ application ရဲ့ cache တွေကိုလိုအပ်မှရှင်းပေးရပါမယ်ကျွန်တော်တို့ Android တွေမှာဆိုရင်တော့ application တချို့ရဲ့ cache က storage နေရာယူနိုင်ပါတယ်ကျွန်တော်တို့အနေနဲ့ဒီ application ရဲ့ကျွန်တော်တို့အမှိုက်တွေပေါ့နော်ဒီ cache တွေကိုရှင်းကျင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ phone ထဲက setting လေးတွေကိုဝင်ပြီးတော့ application တွေကိုဝင်မယ်ပြီးပြီဆိုရင်တော့ကိုဖြတ်ချင်တဲ့ application ကိုရွေးမယ်ပြီးရင်တော့ကျွန်တော် storage ထဲကိုဝင်ပြီးတော့ clear cache ကိုဆိုတဲ့ကျွန်တော်တို့လမ်းကြောင်းကိုနှိပ်ပြီးတော့ရှင်းထုတ်နိုင်ပါတယ်ဖုန်းမျိုးစားလိုက် menu တွေ setting လေးတွေကတော့အနည်းငယ်ကွာတွားနိုင်ပါတယ်တတိထားရမှာကတော့ကျွန်တော်တို့ clear cache နဲ့ clear data ကမတူပါဘူးအကယ်၍ clear data ကိုမတည်ဘဲနဲ့နှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော် application တွေက login information တွေနဲ့တင်ထားတဲ့ data တချို့ပြောင်းနိုင်တာကြောင့်မလို့တရားမသိရင်တော့မနှိပ်သင့်ပါဘူးဒါဆိုရင်တော့ application တွေဖြတ်ပြီးသားတောင် story မလွတ်သေးရင်ကျွန်တော် application တွေကိုဆက်ပြီးတော့ဖြတ်နေမဲ့အစားကျွန်တော် setting တွေက story ထဲမှာဘယ် category က story အများဆုံးယူထားလဲဆိုတာကိုအရင်ကြည့်ရပါမယ် story ပြရတဲ့အကြောင်းရင်းကိုသိပြီးမှဒါကျွန်တော်အနေနဲ့သက်ဆိုင်ရာ file တွေကိုရှင်းတာကပိုလုံခြုံပြီးတော့ပိုထိရောက်တဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာ okay ပါဒါဆိုရင်တော့ကျွန်တော်အနေနဲ့ phone story ပြနေတာကိုဖြည့်ရှင်းဖို့အတွက် application တွေကြီးပဲကျွန်တော်အနေနဲ့ live ဖြတ်မနေဖို့အတွက်ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာ okay ပါဒီ video လေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကို like share ကလုတ်လေးနှိပ်ပြီးတော့မသိတာလေးတွေမချင်းလင်းတာတွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ